မိစ္ဆန္ဒဆိုတဲ့လောဘဆိုတဲ့တရားဟာသူ့အလိုလျောက်ဖြစ်လာသလားလို့ဆိုတော့မဟုတ်ဘူးအကြောင်းရှိတယ်အဲ့ဒီအကြောင်းကိုအဓိကအကြောင်းအနေနဲ့မြတ်စွာဘုရားကဒေသနာတော်မှာဘယ်လိုဟောသလဲလို့ဆိုလို့ရှိရင်နာဘိက္ခွေအញ្ញံဧကဓမ္မံပိသမနုပတ္တာမိယေနအနုပ္ပန္နောဝါကာမိစ္ဆန္တောဥပ္ပစ္စတိဥပ္ပန္နောဝါကာမိစ္ဆန္တောဘေယောဘာဝါယဝိပုံလာယတံဝတ္တတိယထေယိတံဘိက္ခွေသူဘနိမိတံလို့ဆိုလိုတဲ့အဓိပ္ပာယ်ကဘာလဲဆိုရင်အလှအပအာယုံသူဘနိမိတဆိုတာအလှအပအာယုံအလှပအာယုံဆိုတဲ့အကြောင်းတရားဟာတဲ့မဖြစ်သေးတဲ့ကာမိစ္ဆန္ဒတွေကိုဖြစ်ပေါ်စေပြီးတော့ဖြစ်ပြီးတဲ့ကာမိစ္ဆန္ဒတွေကိုပို့ပြီးတော့တိုးတက်များပြားစေနိုင်တယ်အဲ့ဒီအလှပအာယုံမှတပါးကာမိစ္ဆန္ဒမဖြစ်သေးတာတွေကိုဖြစ်စေပြီးဖြစ်ပြီးသားကိုတိုးတက်များတဲ့တခြားအကြောင်းတရားကိုငါမမြင်ဘူးဒီအလှပအာယုံပေါ့အကြောင်းပြုပြီးတော့ဒီကာမိစ္ဆန္ဒဆိုတာဖြစ်ရတယ်ဒါကကာမိစ္ဆန္ဒဖြစ်ပေါ်ခြင်းရဲ့အကြောင်းတရားအလှအပဟုတ်ပြီအလှအပရှိတိုင်းကာမိစ္ဆန္ဒဖြစ်ရောလားဆိုတော့မြတ်စွာဘုရားရှင်းတယ်အတုပနိမိတံသူပနိမိတံအာယောနိသောမနတိကရောတောအလှအပကိုမမမကန်မမယွင်ယွင်နှလုံးသွင်းမယ်ဆိုလို့ရှိရင်တဲ့မဖြစ်သေးတဲ့ကာမိစ္ဆန္ဒတွေဖြစ်လာလိမ့်မယ်ဖြစ်ပြီးသားကာမိစ္ဆန္ဒတွေပို့ပြီးတော့များပြားလာလိမ့်မယ်အဲ့တော့ကာမိစ္ဆန္ဒကိုဖြစ်စေတတ်တဲ့အရာဆိုတာဟာအလှပအာယုံကိုဆိုလိုတယ်ပေါ့သို့တော့အလှပအာယုံရှိုံနဲ့ကာမိစ္ဆန္ဒဖြစ်သလားလို့ဆိုမဖြစ်ဘူးအလှပအာယုံနဲ့ကြုံတိုင်းကာမိစ္ဆန္ဒမဖြစ်ဘူးဒါကြောင့်မို့သူဘနိမိတံအာယောနိသောမနတိကရောတောမိမိရဲ့နှလုံးသွင်းဆင်ခြင်မှုမှားယွင်းမှုကလည်းအတွင်းအကြောင်းတစ်ခုပဲအလှပအာယုန်နဲ့တွေ့တိုင်းကာမိစ္ဆန္ဒမဖြစ်ဘူးလို့ဆိုလိုတယ်အဲ့ဒီအလှပအာယုန်ပေါ်မှာလိမ္မာပတ်တဲ့မှန်ကန်တဲ့အတွေးကိုတွေးနိုင်မယ်မှန်ကန်တဲ့အမြင်နဲ့မြင်မယ်ဆိုရင်တော့ကာမိစ္ဆန္ဒမဖြစ်ဘူးလို့ဆိုနိုင်သို့သောအာယောနိသောမနတိကတော့မှန်မှန်ကန်ကန်နှလုံးမသွင်းတတ်ဘူးမှန်မှန်ရင်နှလုံးသွင်းမယ်ဆိုရင်ကာမိစ္ဆန္ဒတွေဖြစ်လာလိမ့်မယ်လို့ဒီလိုဆိုအဲ့တော့အလှပအာယုံဆိုတာလောကမှာမျက်စိနဲ့မြင်ရလို့နှစ်သက်စရာကောင်းတဲ့အလှပတွေနားနဲ့ကြားရတဲ့တာယာပွဲအတန်တွေနှာခေါင်းနဲ့နမ်းရှူရတဲ့မွှေးကြိုင်တဲ့အနံ့တွေလျှာနဲ့လျက်ရတဲ့ကောင်းမွန်တဲ့အရာတွေခန္ဓာကိုယ်နဲ့ထိတွေ့ရတယ်ထိတွေ့ခံစားလို့နော်စိန်ရှိတဲ့အရာမျိုးတွေအထီအတွေ့ဒါတွေဟာသူဘနိမိတာလို့ခေါ်တယ်အလှအပတွေပဲဖြစ်တယ်လောကမှာအလှအပဆိုတာအဲ့ဒီအလှအပတွေအလှအပတိုင်းအလှပမှန်လို့ရှိရင်အပြင်မှာအကြောင်းတရားတစ်ခုအနေနဲ့လူတွေရဲ့တဏ္ဍာမှာတွေ့တာမှုတွေလိုချင်မှုတွေမျက်နှိုးမှုတွေခင်မင်မှုတွေဆိုတဲ့ဒီတဏှာလောဘတွေကိုဖြစ်စေတတ်တယ်ဒီလိုဆိုတာအဲ့တော့အလှပတတ်နဲ့ရတော့ကာမိစ္ဆန္ဒမဖြစ်ဘူးမြတ်စွာဘုရားမှာလည်းမျက်လုံးရှိတယ်ယဟန္တာပုဂ္ဂိုလ်တွေမှာလည်းမျက်လုံးရှိတယ်နားရှိတယ်နှာခေါင်းရှိတယ်လျှာရှိတယ်ခန္ဓာကိုယ်ရှိကြစဉ်းစားကြည့်နော်မြတ်စွာဘုရားလည်းမျက်စိရှိလို့မြင်ရတာမြင်တဲ့မဲ့အလှပအာယုံဆိုတာပါတာပေါ့မျက်စိနဲ့မြင်တာလှတာလည်းမြင်တာပဲအယုတ်ဆိုးတာလည်းမြင်တာနားနဲ့ကြားတဲ့အတန်ကလည်းပဲကောင်းတဲ့အတန်လည်းကြားတယ်မကောင်းတဲ့အတန်လည်းကြားတယ်နှာခေါင်းနဲ့နမ်းရှူရတဲ့အနံ့ဟာလည်းကောင်းတဲ့မွှေးကြိုင်တဲ့အနံ့ရှိတယ်လို့ဆိုးရတဲ့အနံ့လည်းရှိတာလျှာနဲ့လျက်ရတာလေကောင်းမြတ်တဲ့အရာသာရှိတယ်လို့မကောင်းတဲ့အရာသာလည်းရှိတယ်ခန္ဓာကိုယ်နဲ့အထီးအတွေ့တွေကလည်းကောင်းတဲ့အထီးအတွေ့ရှိတယ်လို့မကောင်းတဲ့အထီးအတွေ့တွေရှိတာပဲ
အဲ့တော့မြတ်စွာဘုရားတဏ္ဍာမှာဒီလိုအလှအပတွေနဲ့ကြုံလို့ကာမိဆန္ဒဖြစ်သလားလို့ဆိုမဖြစ်ဘူးဘာဖြစ်လို့မဖြစ်လဲဆိုရင်မြတ်စွာဘုရားကအလှအပအာယုံပေါ်မှာရှုမြင်သုံးသပ်ပုံဟာတာမန်ပုဂ္ဂိုလ်တွေနဲ့မတူဘူးလို့ဒီလိုပြောတယ်ဒါကြောင့်မို့ဘုရားတရားတော်အရာကြည့်မယ်ဆိုရင်တချို့ကမေးကြတယ်မြတ်စွာဘုရားကအတုဝကမ္မဋ္ဌာန်းဟောတယ်အနိစ္စဒုက္ခအနတ္တလို့ဆိုတာတွေဟောတယ်လောကကြီးကိုညီငွေဖို့အတွက်တန်တရားကြီးကိုညီငွေဖို့အတွက်အာယုန်တွေမလိုက်စားဖို့ဆိုတာတွေဟောတော့တချို့လူတွေကအထင်မြင်လွဲတယ်မြတ်စွာဘုရားဟာအလှပကိုဖျက်ဆီးတယ်လို့အတိမမပြုဘူးလို့ဒီလိုယူဆကြတကယ်ကတော့မြတ်စွာဘုရားဟာအလှပကိုအတိမပြုတယ်ဒါကြောင့်မို့ဝိနည်းကျမ်းဂန်ထဲမှာဆိုရင်ကျောင်းနေကံနေလှလှပပပြင်ဆင်မွမ်းမံတာကိုမြတ်စွာဘုရားခွင့်ပြုထားပန်းပြောက်ချေတာတို့ပန်းကေပန်းရွက်တွေပန်းနွယ်တွေတို့ပန်းကက်တွေနဲ့အလှဆင်တာတို့ဒါတွေလှပမှုကိုမြတ်စွာဘုရားအတိမပြုတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီဘုရားရဲ့အဆုံးအမနဲ့အလှအပဒါနဲ့ခုနိုင်ရှင်ပြီးတော့သိရအောင် Buddhism and Beauty ဆိုတဲ့စာအုပ်လေးတွေရေးထားတာရှိဘူးတဲ့ Buddhism and Beauty မြတ်စွာဘုရားရဲ့ဗုဒ္ဓဝါဒနဲ့အလှအပဗုဒ္ဓဝါဒကအလှအပအပေါ်မှာညင်းပယ်ပြီးတော့အလှအပကိုရှုတ်ချတာလားဆိုမရှုတ်ချဘူးတခါတော့ကမြတ်စွာဘုရားလက်ထက်တော်အခါကာလတုန်းကခေမာမိဖုရားဆိုတာအမတန်ချောအမတန်လှဗေမိတာရမင်းကြီးရဲ့မိဖုရားမရတိုင်းသူဆိုတော့အလွန်ချောအလွန်လှတယ်ခေမာမိဖုရားမြတ်စွာဘုရားနဲ့မတွေ့ချင်မြတ်စွာဘုရားကိုဘယ်လိုယူဆသလဲဆိုရင်မြတ်စွာဘုရားကခန္ဓာကိုယ်ရဲ့အပြစ်တွေကိုဟောတာလေအတုပါတို့အနိစ္စတို့ဒုက္ခတို့ဆိုတာတွေဒါတွေကိုဟောသည့်အတွက်ကြောင့်အလှအပကိုရှုတ်ချတယ်လို့ယူဆဒါကြောင့်မို့အလှအပကိုမျက်နှိုးတဲ့ခေမာမိဘုရားမြတ်စွာဘုရားစီလာဖို့အမြဲတမ်းညင်းပယ်ညင်းဆန်ဘယ်တော့မှဘုရားနဲ့မတွေ့ဘူးဘာလို့မတွေ့ကြတာမြတ်စွာဘုရားအလှအပကိုမှုကျူးမြစ်ချိုပြောတတ်တယ်ဒါကြောင့်မို့ဘုရားကိုဘယ်တော့မှမဆုံးခြင်းဘူးထို့တူပဲမြတ်စွာဘုရားရဲ့နှမတော်ဖြစ်တဲ့ဇနဗရကလျာဏီဆိုတဲ့သုံးတရီနန္ဒာလို့လည်းခေါ်တယ်အဲ့ဒီဇနဗရကလျာဏီဟာလည်းပဲသူတို့ခေတ်မှာရတောတရာပြီးရင်သူကအလှဆုံးလို့ဆိုတယ်အေးဒီမှာလဲမြတ်စွာဘုရားပေါ်မှာအထင်လွဲတယ်သူကလည်းသူ့ရဲ့မောင်တော်ဖြစ်တဲ့မြတ်စွာဘုရားဟာအလှပကိုမှုကျိုးမြစ်ချိုပြောတတ်တယ်အလှပကိုအတိမမပြုဘူးဒီလိုအတွေးအမြင်တွေနဲ့မြတ်စွာဘုရားစီလာဖို့ဝန်လေးချမြတ်စွာဘုရားစီကတရားစကားကြားရမှမကြားချင်ကြဘူးအလှပကိုအတိမမပြုဘူးလို့သူတို့ကယူဆတယ်မြတ်စွာဘုရားကအဲ့ဒီလိုမဟုတ်ပါဘူးမျက်စိရှိလို့မြင်ရတာလှတာကိုလှတယ်လို့မြတ်စွာဘုရားအတိမပြုတယ်နော်မလှတာကိုမလှဘူးဆိုတာလည်းသိတယ်ဘာထူးတယ်လဲလို့ဆိုလို့ရှိရင်ဘုန်းကြီးတို့တွေကလှတယ်ဆိုတဲ့နောက်မှာအလှပပေါ်မှာတက်မဲ့တယ်ဆိုတဲ့တဏှာလိုက်တယ်မြတ်စွာဘုရားကြတော့အလှပပေါ်မှာတက်မဲ့တယ်ဆိုတာမလိုက်လာနော်လှတာကိုလှတယ်လို့သိတယ်သို့တော့လှလိုက်တာဖြစ်ချင်လိုက်တာလိုချင်လိုက်တာဆိုတဲ့တက်မဲ့မှုကဘုရားမှမပါလာစဉ်းစားကြည့်မြတ်စွာဘုရားသခင်ကိုရောမြတ်အိန္ဒသာလလှိုင်ကူထဲမှာသတင်းသုံးနေတဲ့အချိန်တရားမင်းကြီးကစေလွတ်လို့ပိစတိခနတ်သားစောင်းပိုက်ပြီးတော့ဘုရားစီရောက်လာရောက်တဲ့အခါမှာသူကဘုရားနဲ့တွေ့ဆုံပြီးတော့တရားမင်းကြီးမှားတာကိုရုပ်တဲ့မလျှောက်သေးပဲနဲ့မြတ်စွာဘုရားကိုစောင်းတီးပြီးတော့တခြင်းဆိုပြသေးတာနော်ဘုရားစီမှာဘုရားရှိစောင်းတီးပြီးတော့တခြင်းဆိုပြတ
တခြင်းဆိုတဲ့သူဆိုတဲ့တခြင်းတွေဟာ devotional sound လို့ခေါ်တဲ့ဘုရားကုံနဲ့ပတ်သက်တယ်တရားကုံနဲ့ပတ်သက်တယ်သံဃာကုံနဲ့ပတ်သက်တာတွေဆိုဒါတွေမကဘူးကာမဂုဏ်အာယုန်တွေနဲ့ပတ်သက်တဲ့တခြင်းကိုလည်းသူဆိုတယ်ဆိုပြီးတော့စောင်းတီးတယ်ဘုရားရှိမှနော်တခြင်းဆိုစောင်းတီးတာအဲ့ဒါလို့တခြင်းဆိုစောင်းတီးတဲ့အခါကျသူတီးမှုဖြောပြပြီးတဲ့အခါမြတ်စွာဘုရားကနားထောင်နေတဲ့သဘောနားထောင်နေဆိုတာတမင်နာကျင်လို့နားထောင်ကျင်လို့နားထောင်တဲ့သဘောမဟုတ်ဘူးကြားနေရတော့မြတ်စွာဘုရားသူ့စောင်းတန်ကိုအတိမတ်ပြုတယ်စောင်းတီးပြီးလို့တခြင်းဆိုပြီးတဲ့အခါမြတ်စွာဘုရားဘာအမိန့်ရှိလဲပင်စတိခါမင်းရဲ့တခြင်းနဲ့စောင်းတန်ကလိုက်ဖက်ပါပေတယ်လို့အဲ့ဒါနားထောင်လို့ပြောလို့ရတာပေါ့စောင်းတန်နဲ့တခြင်းဟာလိုက်ဖက်ပါပေတယ်အဲ့ဒါကိုအင်္ဂလိပ်လို appreciate လုပ်တယ်လို့ခေါ်တယ် appreciate ဆိုတာအတိမတ်ပြုတဲ့သဘောပဲလှတာကိုလှတယ်လို့တတိမတ်ပြုတယ်ตาရတာကိုตาရတယ်လို့အတိမတ်ပြုတယ်မြတ်စွာဘုရားအဲ့ဒါလို့အစင်းအာယုံကိုလည်းလှတာကိုလှတယ်လို့အတိမတ်ပြုတယ်အတန်လည်းตาရတာကိုตาရတယ်လို့အတိမတ်ပြုတယ်အနတ်နဲ့ပတ်သက်ပြီးမွေးချင်ရင်လည်းမွေးချင်တယ်လို့အတိမတ်ပြုတယ်အယတနဲ့ပတ်သက်လာလို့ရှင်လည်းကောင်းနေရင်ကောင်းတယ်လို့အတိမတ်ပြုတယ်ခန္ဓာကိုယ်အထီးတွေးနဲ့ပတ်သက်ရင်လည်းပဲကောင်းတယ်လို့အတိမတ်ပြုတယ်ဆိုပါစို့ဇလန်းလေးတစ်ခုကြည့်ရှင်မကတ္တဗပိပ္ပလိလူလင်လို့ခေါ်တယ်သူ့လူနာမည်အနွယ်နာမည်ကကတ္တဗသာသနာတော်မှာကတ္တဗဆိုတဲ့နာမည်နဲ့သိကြလူဘွားတော်ကပိပ္ပလိဆိုတယ်တထေးကြီးပေါ့သူသင်္ကန်းဝတ်လာတဲ့အခါတထေးဆိုတော့ကောင်းမေ့ညွှန်းမေ့ဆိုတဲ့အဝတ်တွေကိုသင်္ကန်းချုပ်ပြီးတော့ဝတ်လာတာဖះကိုရည်မှန်းပြီးတော့သူ့ဘာသူသင်္ကန်းတပိတ်ပြိခရာတွေဝတ်ယုံပြီးတော့ဖះရှိရာကိုထွက်လာတာအဲ့ဒါလို့ထွက်လာတဲ့အချိန်မှာသူလာတဲ့လမ်းညောင်ပင်အောက်မြတ်စွာဘုရားသခင်ကိုတော်မြတ်ကကြိုတင်ရောက်နေတယ်သူလည်းအနိဗ္ဗာန်ရောက်လို့မြတ်စွာဘုရားလည်းမြင်လိုက်ရောငါရည်စူးတဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်များဟာဒီပုဂ္ဂိုလ်ပဲဖြစ်ရမယ်ဆိုပြီးတော့မြတ်စွာဘုရားကိုရိုကြိုးပြီးရှ िख ိုးတယ်နော်ရှ िख ိုးပြီးတော့ဆရာဆိုတာဒီပုဂ္ဂိုလ်ပါပဲလို့အသိမှတ်ပြုတယ်အဲ့ဒီမြတ်စွာဘုရားစီရောက်တဲ့အခါသူဘာလုပ်တုံဆိုရင်သူပခုံးပေါ်မှာပါလာတဲ့အမတမချောညက်တဲ့အစနဲ့ချုပ်ထားတဲ့ဒုက္ကုတ်လို့ခေါ်တယ်နှစ်ထပ်နှစ်လွာထပ်ပြီးတော့ချုပ်ထားတဲ့အပေါ်ယုံအချုံကြီးကိုလေးခေါက်ခောက်ပြီးတော့မြတ်စွာဘုရားထိုင်ဖို့နေရာခင်းပေးတာအဲ့ဒါလို့ထိုင်တဲ့နေရာခင်းပေးတဲ့အခါမြတ်စွာဘုရားကအဲ့ဒီပေါ်ထိုင်ရင်းကနေဘာပြောတော့ဆိုကတ္တဗတဲ့သူခင်းပေးတဲ့အထိုင်ကိုလက်နဲ့ပုတ်ပြီးတော့မြတ်စွာဘုရားကတ္တဗသင်ရဲ့အထယ်ကြီးကချောလိုက်တာချောညက်လိုက်တာကောင်းလိုက်တာလို့မြတ်စွာဘုရားဒီလိုမရှိအဲ့ဒါအတိမတ်ပြုတဲ့သဘောပဲနော်သို့သောမြတ်စွာဘုရားမှာထူးခြားတဲ့ရည်ရွယ်ချက်ရှိတယ်ကောင်းလိုက်တာလို့ဆိုတာလူချင်းလို့ပြောတာတော့မဟုတ်ဘူးတွေ့တာလို့ပြောတာတော့မဟုတ်ဘူးကောင်းတာကိုကောင်းတယ်လို့အတိမတ်ပြုတယ်အထီးအတွေ့နဲ့ပတ်သက်ပြီးမြတ်စွာကောင်းလိုက်တာလို့ပြောလိုက်တာအဲ့ဒါလို့လဲပြောတာလဲကြားရောကတ္တဗမထေရမြတ်ကအရှင်ဘုရားတဲ့အရှင်ဘုရားရဲ့ပခုံးပေါ်မှာပါတဲ့ပိုက်ဆံလျော်နဲ့ရက်ထားတဲ့နှစ်ထပ်သင်္ကန်းကိုရရင်တပည့်တော်ဒါကိုအရှင်ဘုရားကိုလှူပြရစေပါလို့ဟောကောင်းတယ်လို့ချီးမွမ်းလိုက်တာဘုရားကိုလှူတယ်မြတ်စွာဘုရားကသူ့ပခုံးပေါ်ကနှစ်ထပ်သင်္ကန်းကိုကတ္တဗကိုချီးမြှင့်လိုက်တယ်သင်္ကန်းချင်းလဲဝတ်တယ်ဆိုတဲ့အဓိပ္ပာယ်မြတ်စွာဘုရားရဲ့ပခုံးပေါ်မှာပါလာတဲ့အထည်ကပိုက်ဆံလျှော်နဲ့ရက်ထားတဲ့အထည်ချမ်းကြီးညုဓမ္မကျမ်းတဲ့အထည်ကျမ်းယုံနေမကဘူးကျွမ်မကာလီဆိုတဲ့ကျွမ်မကြီးသေဆုံးသွားတဲ့အခါသူ့အလောင်းကိုရစ်ပတ်ပြီးတော့ပစ်ထားတဲ့အဝတ်ကြီးမြတ်စွာဘုရားကိုယ်တိုင်ကာလိရဲ့အလောင်းကောင်ကနေခွာပြီးတော့ကိုယ်တိုင်ဖို့လျှော်ပြီးတော့အသုံးပြုနေတဲ့သင်္ကန်းနော်အဲ့ဒါကိုသုံးဆောင်နိုင်မလားလို့ဝတ်ယုံနိုင်မလားငါသုံးနေတဲ့ဟောဒီနှစ်ထပ်သင်္ကန်းကြီးပတ်စံရော
လျှော်နဲ့ရက်ထားတဲ့ဟာကိုသုံးဆောင်နိုင်ပါမလားလို့ဆိုတပည့်တော်မြတ်မြတ်နိုးနိုးသုံးဆောင်ပါမယ်လို့ဟောရှင်မကတ္တဗနဲ့တွေ့တော့ကလည်းကတ္တဗသူခင်းပေးတဲ့အဝတ်ကချောညက်ပြီးအလွန်တန်ဖိုးကြီးတဲ့ကောင်းမြတ်တဲ့အဝတ်မြတ်စွာဘုရားကလက်တော်နဲ့သုံးသပ်ပြီးကောင်းတာကိုကောင်းတယ်လို့ချီးမွမ်းခြင်းအပြင်မြတ်စွာဘုရားနဲ့သူနဲ့သင်္ကန်းအလဲလဲဝတ်တာဟာဘုရားအတွက်ရည်ရွယ်ချက်ရှိတယ်ရှင်မကတ္တဗဖြစ်လာမဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်များဟာအမြဲတမ်းပန်းတကူသင်္ကန်းကိုဝိယုံပြီးတော့တက်တက်တာဒူရင်နေဆောက်တည်သွားတဲ့အထဲမှာအထွတ်အမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်မှာအဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားကိုယ်တိုင်ချီးမြှောက်တော်မူတာဖြစ်တယ်ပေါ့အဲ့တော့မြတ်စွာဘုရားမှာရည်ရွယ်ချက်တစ်စုံတစ်ခုရှိတယ်အလှပါကိုလှပတယ်လို့အသိမှတ်ပြုတယ် appreciate လုပ်တယ်သို့တော်မြတ်စွာဘုရားတွေ့တာသလားလို့ဆိုမတွေ့တာပင်စတခိပင်စတိခရဲ့စောင်းတန်ကိုနားထောင်ရင်းကနေတချင်းတန်နဲ့စောင်းတန်လိုက်လျောလိုက်တာအမြဲတမ်းနားထောင်လို့ကောင်းတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးမြတ်စွာဘုရားပြောတာအဲ့ဒါနဲ့ပတ်သက်ပြီးဘုန်းကြီးတို့စကိုင်းမှာနေတုန်းကဒီနိုင်ငံသားတယောက်ရောက်လာဘူးတယ်အဲ့ဒီနိုင်ငံသားကနော်ဝေနိုင်ငံကလာတာနော်ဝေနိုင်ငံကသူကအနုပညာတက္ကသိုလ်ရဲ့ပါမောက္ခတူပဲအနုပညာဆိုတာဗမာပြည်မှာတော့ပန္တရားကျောင်းလို့ဟာမျိုးပေါ့နော်အတိမုတ်ကခုံနေသင်တန်းပေးတဲ့အနုပညာတက္ကသိုလ်ကပါမောက္ခတူသူနဲ့တွေ့တဲ့အခါသူကဘာမေးတော့ဆိုရင်မြတ်စွာဘုရားကဂီတကိုတားမြစ်ပါသလားဂီတကိုပယ်ပါသလားလို့ဒီမေးခွန်းမေးဂီတဆိုတာ music နော် music ကိုပယ်သလားလို့သူမေးတော့ဘုန်းကြီးကပင်စတိခအကြောင်းလဲသိထားတာဖြစ်တော့အကယ်၍ပယ်တယ်လို့ဆိုလို့ရှိရင်သူတစ်မျိုးပြောကောင်းပြောလိုက်မယ်ဘုန်းကြီးကဗာပြောလိုက်တော့ဆိုဂီတကိုမပယ်ပါဘူး music ကိုမပယ်ပါဘူးသို့တော့ဂီတပေါ်မှာတွေ့တာတဲ့တဏှာကိုတော့ပယ်ပါတယ်လို့အဲ့ဒါလိုဖြေခဲ့အဲ့လိုဖြေလိုက်တဲ့အခါသူဘာမှဆက်ပြီးတော့မမေးတော့သူဟာပင်စတိခနဲ့မြတ်စွာဘုရားရဲ့အကြောင်းကိုဖတ်ဖူးထားတယ်ဖတ်ဖူးထားဖို့ရတယ်ပေါ့ဒါကြောင့်မို့ဒီမေကွန်မေးတယ်လို့ဘုန်းကြီးကကိုယ်အတွေးနဲ့တွေးအဲ့တော့မြတ်စွာဘုရားကပယ်တယ်ဆိုရင်ပင်စတိခစောင်းတီးပြီးတခြင်းဆိုတဲ့အခါဟေးပင်စတိခမင်းစောင်းလည်းမတီးနဲ့ခုချက်ချင်းရပ်လိုက်တခြင်းလည်းမဆိုနဲ့လို့ပြောမှာပေါ့အဲ့ဒါလို့မပြောဘူးမြတ်စွာဘုရားဆုံးသည့်ထီအောင်နားထောင်နေတယ်နားထောင်ပြီးတဲ့အခါမှာ appreciate လုပ်တယ်မင်းစောင်းတန်နဲ့တခြင်းတန်ဟာလိုက်လျောပါပေတယ်ဒီလိုပြောတော့အဖြစ်ဂီတကိုပယ်တယ်လို့ဒီလိုမဆိုရအလှအပကိုပယ်တာမဟုတ်ဒါကြောင့်မြို့ Buddhism and Beauty ဆိုတဲ့စာတမ်းလေးကိုရေးကြတဲ့အခါမှာမြတ်စွာဘုရားဟာအလှအပကိုအတိမတ်ပြုတယ်ဆိုတာဝိနည်းကျမ်းဂန်တွေထဲမှာလည်းပဲကျောင်းနေသာသာယာယာနဲ့အလှဆင်တာတို့နော်ရွှေဘိန်းချတာတို့သေနာတနာအနေထားဖြင့်ဒီကျောင်းနေဆောက်လုပ်တဲ့အခါမှာလဲမြတ်စွာဘုရားဝိဟာရီကာရီရမေစိတ်နှလုံးမွေးလျော်ပွဲကောင်းအောင်ကျောင်းအဆောက်အဦတွေကိုဆောက်ရမယ်လို့ဒီလိုဟောထားတာတွေရှိတော့မြတ်စွာဘုရားဟာအလှပကိုအတိမတ်ပြုတယ်လို့ဒီလိုဆိုအောင်အလှပဆိုတဲ့သူ့ဘနိမိတ်ဟာဒီကာမိဆန္ဒဖြစ်ဖို့အတွက်အကြောင်းတစ်ခုဖြစ်တော်လဲသူတစ်ခုတည်းနဲ့တော့မဖြစ်ဘူးဘာကြောင့်ဖြစ်တော့ဆိုရင်အလှပကိုကြုံတွေ့တဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာဖြစ်တဲ့အာယောနိသောမနတိကာရလို့ဆိုတဲ့ unwise attention မသိမတဲ့မမှန်မကန်နှလုံးသွင်းမှုမမှန်မကန်နှလုံးသွင်းမှုဆိုတာလောဘဖြစ်တဲ့အတွေးနဲ့တွေးတာနော်လောဘအတွေးနဲ့တွေးတာလိုချင်တဲ့စိတ်နဲ့အကြည့်နဲ့ကြည့်တာအဲ့ဒါလို့ဆိုမှဒီလောဘဆိုတာဖြစ်လာလှပယုံတစ်ခုတည်းနဲ့လောဘမဖြစ်ဘူးဒါကြောင့်မို့မြတ်စွာဘုရားကာမိဆန္ဒဖြစ်ခြင်းရဲ့အကြောင်းကိုဟောတဲ့အခါမှာသူပနိမိတ်တံအာယောနိသောမနတိကရောတောအလှအပအာယုံကိုမသိမတဲ့နှလုံးသွင်းတဲ့ပုဂ္ဂိုလ်မှာလို့ဒီလိုသုံးတာ
အနုပ္ပန္နောဝါကာမိသန္နောဥပ္ပစ္စတိမဖြစ်လာသေးတဲ့ကာမိသန္နာလည်းဖြစ်လာတယ်ဥပ္ပန္နောဝါကာမိသန္နောဘေယောဘာဝါယသံဝတ္တိဖြစ်ပြီးသားကာမိသန္နာတွေလည်းပို့ပြီးတော့တိုးလာစေတယ်လို့ဟောဒီလိုဟောအဲ့တော့ကာမိသန္နာလူတွေရဲ့တဏ္ဍာမှာဖြစ်တဲ့နှစ်သက်စရာအာယုန်တွေကိုနှစ်သက်တွေ့တာတဲ့လိုချင်တဲ့ကာမိသန္နာဆိုတဲ့တရားဟာသူဘနမိတ်နဲ့အာယောနိသောမနတိကာရဒီနှစ်ခုပေါင်းစပ်လိုက်တဲ့အခါမှာလူတွေရဲ့တဏ္ဍာမှာအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတယ်လို့ဒီလိုဆို